ဒါမြန်မာတယ်အမြဲတမ်းအများကြီးလာကြတဲ့ဒီနေရာ City Hall ကိုခေါ်ပါသည်အဲ့မှာ City Hall တွေ့ရအော်လမ်းဖြတ်ကွေးလူတွေအများကြီးပဲ City Hall ရောက်ကိုရာ City Hall လာရင်အချင်းလာဝယ်စားတယ်တရက်သီးလာဝယ်စားတယ်ငပိလာဝယ်စားတယ်စားပြီးတော့ထွက်တယ်လူများတာ15မိနစ်တော့ရှိတယ်ဖြတ်လို့ရသေးတယ်အဲ့ဒီမှာစီးရစီးတော့လူများချက်စီးတဲ့ဟောကိုရောက်ပါပြီရှင်ဝါဒီငါဆေးဝယ်တာလူများချက်ဒါမှအထဲမဝင်သေးဘူးPeninsula Plaza City Hall သူများခေါ်တာပါလေမြန်မာတယ်အများတန်းလာနေကြတယ်အော်သူများပတ်စံလာလွဲကြတာရှိတယ်အထဲကမဝင်ရလူများချက်အဖက်လေးနဲ့ငါလာတယ်အဖက်လေးနဲ့ I'm very cute ငါဒီဘောလုံးအင်ဂျီနဲ့နှခမ်းနေလေးဆိုထားတယ်ဒါလီကလူများ